ဒီကောင်ရိုက် အသားမဲ့နေလို့ bro ကကျွန်တော်စာအုပ်ကိုယူလို့မရအောင် ။ရောငါမင်းတို့တရားလုံးလိုက်ရှာနေနဲ့နေပြီ။မင်းမလုံးနေရလဲ bro ဘာလို့အတန်ပြောင်း ။အဆောအတမ ခွေပြန်ဆောင် ။ရောငါမင်းတို့တရားလုံးလိုက်ရှာနဲ့နေ။မင်းမလုံးနေရလဲ။ဘာလုံးနေရလဲ စိတ်ညစ်လို့ကွာနွားလာကြောင်း ။ညဘယ်ကနွားအောင်ကြောင်း တွေ့တယ်နွားကြောင်းလာပေါ့ကွာနွားပိုင်ရောက်လာကျောင်းကနွားနေမင်းဘာလုပ်နေရလဲဒီကောင်ရိုက် ။ရောလုံးနေ။ရောမလုံးနဲ့။မလုံးနဲ့။မလုံးနဲ့ မလုံးနဲ့တားမှာ ။အော် sorry ဒီကောင်ဝင်တာ မလုံးနဲ့။ရောမလုံးနဲ့။ရောမလုံးနဲ့။ရောမင်းစိတ်နဲ့လူနဲ့ကတ်အောင်ကွာ။မင်းဘာဖြစ်နေရလဲ ငါမျိုးတက်ချင်တယ်ကွာ ။ဘာမျိုးဟုတ်လား။မင်းကဘာလို့မျိုးတက်ကျင်တာလဲကွာရောပါ ငါမပြောတော့ဘူးကွာဒီပန်ဝင်ညနဲ့ငါနဲ့ဝင်မဆက်ကွာ ။ဘာဖြစ်လို့အသားမဲ့နေလို့ ဟဲ့မင်းကအဲ့လိုတော့မပြောနဲ့လေကွာ လူဝဲဆိုင် စာအသားဖားနေတယ်အသားမဲတာမဟုတ်ဘူး အသားမဲ အသားမဲတာမဟုတ်ဘူးမင်းကအရေးချင်းရှိတဲ့ကောင် ။မင်းအရေးချင်းရှိတဲ့ကောင်ပါကွာ။မင်းအရေးချင်းရှိတဲ့ကောင်ဆိုတာငါသိပါတယ်ကွာ။မင်းတခြားစဉ်းစားပါအောင်မြို့တက်ပြီးတော့မင်းဘာလုပ်စားလဲ ငါမျိုးတက်ပြီးတော့အတန်တုပ်ဆောင်လုပ်ချင်တယ်ကွာအဲ့ဒါငါရဲ့အိမ်မက်ပဲ ။အဲ့ဒါစာအုပ်ကိုငါယူလိုက်တော့ရ မဟုတ်လေစမလိုက်စာအုပ်ကိုမင်းခွဲနိုင်လို့လား မရပါလေ ။မင်းရမှာ bro မင်းရမှာ bro ကကျွန်တော်စာအုပ်ကိုယူလို့မရအောင် လူလေးပဲ ငါမျိုးတက်ပြီးတော့အတန်တုပ်ဆောင်ကဖြစ်ချင်တယ်ကွာအဲ့ဒါငါရဲ့အိမ်မက်ပဲ ။စာအုပ်ကိုမခွဲနိုင်ဘူးလား ဟျောင်းစာအုပ်ကငါ့ပေါ်မှာတက်စာရှိတယ်ငါအောင်မြင်တဲ့တနေ့ကျရင်စာအုပ်ကိုပြန်လာခေါ်ပြီးငါတို့ယူမှာ ။မင်းတခြားစဉ်းစားပါအောင်ကတိရ။မြို့မှာနေရထိုင်ရလွယ်တာမဟုတ်ဘူးကွာ ငါဆုံးဖြတ်ပြီငါစီငါဆုံးဖြတ်ပြီငါမျိုးကိုတွားမှာဘယ်သူမှငါ့ကိုတားလို့မရဘူးငါတွားမှာ ။သွားတယ်။သွားတယ်။ဘာလုပ်လဲ တွားပြီနော် ။ငါလည်းပြန် တကယ်မျိုးတက်ပြီ ။သွား အမလမ်းမှာမွေးဖြတ်ကန်ဟုတ်မွေးရဝင်ဟာဟိုမှာလူလေးတယ်ဟုတ်ပါဘူးဟာဟိုမှာရွာသားလေးကြောင်း ။လူလေးပဲ။တကယ်ချင်းဖေးပိုးထိသွားပြီ။တကယ်ချင်းမင်းစိတ်ချလိုက်ကြတော့စာအုပ်ကိုငါတာဝန်ယူတယ် ဟောစေုံကခေါ်ပြရမှာမဟုတ်လား ငါဖုန်းပေးကုန်ပြီလို့ပါကွာစာအုပ်နဲ့ငါနဲ့မင်းအမြကောင်းကောင်းဝေပေးပါမယ်တကယ်ချင်းစိတ်ချလိုက်ကြတော့ပါအသားလေးမွေးလို့ရှိရင်မင်းနဲ့မပေးပါမယ်တကယ်ချင်းอ่ะငတိအော်တကယ်ချင်းအော်တကယ်ချင်း